ဒီမှာချုပ်ရိုးတွေပါနော်သူ့မှာဒီချုပ်ရိုးကတို့ဒီဘက်ကိုဒီအထဲမှာမလှဘက်မှာထားမှာချုပ်ရိုးမပါတဲ့ဟာကြတော့အလှနော်အလှဆိုတော့သူ့ကိုတို့ကဘာလုပ်မှလဲဆိုတော့ဒီမှာ၄စိတ်လောက်ဒီအလုံးနဲ့ဒီမှာ၄စိတ်ချန်မယ်၄စိတ်ချန်ပြီးတော့ဒီမှာအောက်ကားရှည်လေးထိုးလိုက်မယ်နော်ထိုးပြသူ့ကိုဒီမှာ2ပတ်လောက်ပတ်လိုက်မယ်တို့တက်ပြီးတော့ရှည်လေးတစ်ခါပြန်တုတ်ထားလိုက်မယ်နော်တုတ်ပြီးတော့ဒါပဇင်းခေါင်းကိုမှဘာလုပ်မှလဲဆိုတော့ပဇင်းလေးပြန်ဖြစ်အောင်လုပ်မှာပေါ့နော်ပဇင်းလေးပြန်ပြောက်လုံးမှာဆိုတော့သူကပဇင်းကတော့အကြီးတစ်ခုအသေးတစ်ခုအဲ့လိုပါတယ်အကြီးတစ်ခုအသေးတစ်ခုဆိုတော့ဒီမှာတစ်ဖက်ကပုတ်မယ်တစ်ဖက်ကနည်းနည်းရှည်မယ်ဒီလိုလေးရလားသူရဲ့အကွာဝေးကတိတ်မကွာဘူးတော့ဟာလောက်ပဲ၄စိတ်လောက်ပဲကွာမယ်ထင်တယ်နော်၄စိတ်လောက်ပဲကွာမယ်ဆိုတော့အဲ့ဒီကွာထားမယ်ကွာပြီးတော့ဒီဟာလေးကိုခုနအရှိလေးနဲ့ပြန်ပြီးတော့တုပ်လိုက်မယ်နော်ခုနတုပ်ထားတဲ့ဟာလေးနဲ့ရလားအဲ့လိုတုပ်ပြီးပြီဆိုတော့ရှည်လေးတစ်ချက်ပြန်တုပ်ထားလိုက်မယ်မရုံးကတုတ်ပြီးသွားရင်နော်တုတ်ပြီးဆိုဒီမှာပုံနေတဲ့ဟာလေးကတို့ဒါအခုနအရှည်ကလေ6လက်မခွဲယူထားသေးလားဒီကနေဒီအရှည်ကြီးလေ6လက်မခွဲယူထားဆိုဒီမှာပုံနေပြီပုံနေတဲ့ဟာလေးဘာလုပ်လဲဆိုတော့ဒီမှာဒီရဲ့ချုပ်ရိုးကဒီအထက်ဘက်မှာနော်အထက်ဘက်လေးကိုဒီအဆန်လေးကိုဒီလိုလေးအလှကိုပေါ်တင်ပြီးတော့ဒါလေးလိမ့်လိုက်မှာနော်ကင်ထားဒီလိုလိမ့်တာဒီလိုလေးချစ်ကလေးလိတ်အဲ့ပြမှာသူ့ပေါ်လေးမှာဒီလိုလေးပြန်တင်လိုက်တာဒါလေးချစ်ကလေးလို့ပွားသွားပြီဆိုရင်ပြုတ်ထွက်သွားလို့ဘာလို့ရှိတယ်လို့ပြီးတော့ပွားရင်မလှတော့သူချစ်ကလေးမှလှတာအဲ့ကြောင့်ပန်းပစင်းဟွာလေးတွေကနုတ်တွေလှုပ်ခိုင်းလို့ရှိရင်ပတ်စံပို့ပေးရတာကဒီလိုမျိုးချစ်ကလေးလှလှကလေးလောက်ရလို့ဈေးကဝယ်တက်လိုက်ရတယ်ဒါပေမဲ့ဈေးချုပ်ပဲဆိုတော့နော်ဒီလိုလေးဒီအောက်ကပဲတုတ်သွားတာနော်သူဒီအပေါ်မှာရှိမပေါ်ဒီအောက်ကနေပဲတုတ်သွားတာဒီဘက်လည်းပြီးပြီဆိုဒီဘက်လည်းအဲ့လိုပဲဒီဘက်ကျတော့ဒီဘက်ကိုလှည့်လို့မရဘူးဒီဘက်ကိုပြန်ပြီးတော့ပြောင်းပြန်ဒီဘက်ကိုပြန်သွားမယ်ဒီမလှအပေါ်ရောက်သွားပါဘောနော်ဒါမှလည်းဒီအဆန်လေးကိုဒီမလှဘက်ကိုပဲပအောင်လို့အလှဘက်မှာမပေါ်ခဲ့စေနဲ့နော်လေအဲ့တော့ဒီအလဲဆန်လေးကိုအရင်ဆုံးတုပ်ပြုတ်မထွက်ရအောင်လို့အဲ့ဒါပြီးမှဒီရမလှရနေနဲ့ခိုင်သွားအောင်လို့ဒီအောက်တွေကိုအကုန်လုံးတောက်ချောက်ထိုးထားလိုက်တာအဲ့ဆိုပြုတ်ပါဆိုလဲသူကမပြုတ်တော့အောက်ကနေပဲအဲ့ဒါကြည့်အောင်ဒီလိုလေးပစင်းလေးဆိုတော့သူကအပေါ်ကပစင်းလားအောက်ကပစင်းလားဒီလိုလေး